ခဏပေါင်းစပ်ပြီးတော့ကိုတော်မင်းဒုတိယခြေလမ်းဒီလိုဆောက် 哎，王姐，
要刚找的。要完去。要完去。ဘာလို့လဲ မမြင်ဘူးလားမတိုင်းနိုင်သားရဲ့တော်ရင်ငါတိကမွေးလေးငါတိကမွေးလေးသွား တနာကြီးများဝစ်ကြည့်တာကွာ ငါဝေးကြည့်ထားကြည့်မဲလို့ မင်းဆိုင်ဆရာဒီမှာပါကွာ ညနေပဲနဲ့ ငါချွေးတော့တော့မရပါဘူး တေးလေးဟော ဟာလေဘိုးမင်းတပည့်တပိုင်းကလည်းဟာချွေးကိုမထွက်သေးဘူးကွာဘယ်လေကွာကိုဆိုင်ဆရာကြရက်ခတ်ဖို့တော့ဒီကလေးဝဲတော့ကြည့်ပြောမလို့မဟုတ်ရရင်လေ တောက်ကြည့်မကောင်းစစ်စစ်ရနော်သူပြောလဲမယ်ကျက်ကလည်းယောက်ျားချင်းကတော့ဖိလက်ကိုဓာတ်ပုံမရိုက်ချင်ဘူး ဟုတ်ရ ပြောရက်ခါတော့ဤပေါ်လေးသူဆန်သားရင်ရဲမယ်ခတ်ပြရမှာပေါ့ရဟုတ်လား အော်ရက်ခတ်သူလက်ခတ်ပြရတယ် မလာဘူးကွာ စက်တော်သူနဲ့ထောက်ပြရမှာလား မလာဘူးလို့ ယောက်ျားကြီးကတော့အယိုးပဲရမယ်ဆရာကောင်မလေးကိုဒီဝင်ဒီဆော့ကောင်းဆက်ဒီဝင်ကဲဟေးဒီဘူပါနိုးရင်နေထဲမှာလို့ပြောတာကလေးအေးအောင်မနေတိတ်ပါအကိုကွိုင်းချစ် ဟောအဲ့ဒါဖေကြီးဟာ ရှာရှာရှာလား ရှာပေးခွေးချိုင်ရှာပေးလို့ ဟဲ့ရှာလို့ ဟောချစ်သူရှာခိုင်းတာ အဲ့ဒီညထပ်မလာရတယ်အိမ်ထဲကမဒီမောင်လေးလို့ ရှာပေးလို့ ဟဲ့ရှာပြီဟောဒီအမရခေါ်လိုက် ဒီမလာသေးဘူးလားလေ6နိုင်လောက်ကနေမင်းနေတာ ဟုတ်လား အဲ့တော့ခဏဘုမနဲ့ကြိုက်နေရလားလို့တော့နေသူကမပြောသေးလားတိုင်ကြီးကွပြီနာဟိုဘက်ကလိုက်တယ်သူကဒီဘက် ရှက်တတာ 那我妈去对嘛啦，表他妈的吓人的。看我妈去对嘛啦，了没得，不要表嘞。ဟုတ်ပြောတယ် 我屋里就把保定牛的。ဟုတ်တယ်ညငါချစ်သူဖြစ်ကြလားဘာလဲလာလာပြောမယ်တော့ခိုင်းနေတော့ဤသားရှာပေးဆိုတော့မရှာပေးဘူး 那你在呢？နင့်ကြိုက်နင်ငါကြိုက်ရောနင့်လည်းငါကြိုက်လည်းကြိုက်ဘူးသိလား ရဆော့ဆော့ 你家娃的哈，你这是俺多一多哇的，你都在那看嘛？ ကဲသား ရဆော့ဆော့ ကနေ့ဤသားရှာပေးကြကြ 要说说，下家，有咱们的亏咱们的，要说说。ဒီလောက်ချမ်းတဲ့ຢာဒီကိုဟာကိုစမ်းကြည့်ရတယ်ရှိလားမရှိလားဟာပဲမလည်းကြည့်လေ ကတော့ဆလိုက်ကျနဲ့ချီကြလား မေကျော်သူပြီးကြွက်ကချီးသွားတယ်ဒီတော့ ဆောင်းမင်းတွေပါလေနားမလဲဘူးမင်းတို့ဖွဲ့တော့ဒါပဲကွာ ပြီးကန်းရယုံကို ဆောင်းမင်းတွေပါတော့မင်းတို့ဖွဲ့တော့ခဏထိုးပြီးတို့ဘောလုံးမမောက်ချမယ် ဝယ်မယ်ဟဲ့ချမယ်အေးအေးနဲ့ချလိုက်တာ ဘောစာပါလေဆင်းတာဟဲ့ငါကတော့မိတ်ကလေးပွားနေပါဆို ညနေရဖောက်ကားလေအဲ့လိုမလို့ ဟုတ်တယ် အဲ့ဒါအဲ့လိုမဲနေ ဟုတ်တော့ အဲ့လိုမဲနေအဲ့လိုအေးကောင်း အဲ့လိုတော့ အေးဝါ အေးမှန်တယ်ငါကလည်းလိုပဲတော့အေးအောင်မလေးအခုမှအေးဝါ ဟောငါညီမအေးစင်းကိုအားရပါရတီးလိုက်တယ် ဟုတ်တယ်ရတယ်ကို ဒီမနေမှာဆို လက်ဆောင်ပြောင်းတယ်သုံးဖို့တည်ပြီလားသုံးဖို့ကမေးညော်လိုက်ပေါ်ရင်ထုတ်ပဲချမှာ အဲ့တော့အက ပါလိုက်က ဲလို့မကြောက်အောင် ဟော ဟ
လဲကကားရနေနားထောင်တယ်အဲ့ဒီဖွဲ့ပဲ ဟာမြိုင်းညာတူးတဲ့ဖိုင်တော့တိုက်တယ်က အဲ့မအိတ်ချင်တာဘောတော့သူတို့ရှိတော့ အာဒါပြောတယ်ကောင်းတယ်ဟုတ်လား ပြန်ကြိုင်ကဲတော့ကိုကြီး ဗျာ ကိုကြီးရှေ့မှာအများကြီးတိထားရဆိုပြီးတော့ညီမလေးပါတယ်ထင်းသေးရလား မသိပါဘူးဒီမှာ ဘာလို့ရှော့နေရလဲ ဟမ် ဘာလို့ရှော့နေရလဲ ပိုတီးရမလား ပိုဒီ အေး ပိုပဲဒီ အဲ့ရအဲ့ဒါမှကြိုက်တာ အေးပါ ဆိုင်းဆိုရင်ပူတီးမှကြိုက်တာ အေးပါအေးပါ အဲ့ရမကြိုက်တာသွားမလို့နဲ့ ဘာတော့ ငါပိုင်မကြိုက်တာတခုရှိတယ် ဘာတော့ ဒီရွာကလူတီးရင်မကြိုက်ဘူးအဲ့ရွာပူတီးရင်သဘောကျတယ်ကိုတော်မင်းဒီရွာကလူတီးရင်မကြိုက်ဘူးဒါပေမဲ့ဆောင်းနေဆိုတော့ဒီလိုလူတီးရမှာဟောလို့တော့အေးရဘူးဗျာ အေးတော့လက်တင်နာ အဲ့လက်တင်နာတော့ ကဲအဲ့တော့အခုဘယ်လိုကြီးတော့ ပိုတီးမယ်လို့ ပိုဒီနော်အေး အဲ့တော့လည်းလူတီး လောက်စမ်းပါဗျာခင်ဗျဘာလဲ7နိုင်တော့တနိုင်ဖြစ်နေလို့ဘာလဲ အဲ့ပါ အာ ပြော့နေတယ် ဆို ဗျာ ဗျာအခြေမရှိဘူး ဒီကတော့တော့ရချင်း ပြော့တယ် အာမေး အာရေရောတာ ဟောတယ်မေဘုံမလည်းမေလူတီးမကြိုက်ဘူးသူကပူတီးမှကြိုက်ကဲချမှာဘုံမလည်းချက်ချမှာပဲသူကတော့ဟာရဲ့နေပါအမေရဘူးကွာ အေးဟာမင်းနှစ်စစ်ရှိသွားပြီအမရဘူးလား ညာဒီကလေးမအဲ့ ဝိုင်းချစ်ခေါင်းမပြောနဲ့ ခေါ်တော့ခေါ်ပြီးတော့မတော်မှ ရုပ်ကမပြောနဲ့ပုံစံမပြောစမ်းမ မပြောနဲ့ဆို ပုံစံမပြောလိုက်စမ်းမကျက်ကပြောဆိုပြော နေလင်းနေမှနာပါ ပြောစမ်းမ ကား မန္တလေးဆိုမင်းနာမည်ကြီးကဒီလောက်ပဲလားလို့ပြောစမ်းမ မလေးဆိုမင်းနာမည်ကြီးရတယ်ဒါတော့ပဲလားဟမ်အခုဆော့ဆွဲဖာဒီတော့တော့ အေးဟာမင်းနှစ်စစ်ရှိပြီ तू ကမင်းကြံလိတာပေါ့ဟာမင်းအစင်းများတာကြိုက်တယ်ထင်တယ်ကောင်မလေးကမ မ င်း င်းတော့ကြိုက်တယ်ဒီမင်းရောင်ကြိုက်ရုံပဲပြီး ကျန်ရောတော့ငါကျိတ်ဆက်တဲ့ထဲလှည့်ပြမှာ ဒီရလေအကုန်လုံးဓမ္မတွေဖြစ်ကုန်ပါ ဒီပါလေရှီယာကားနေတာလည်းသိပါတယ်ဘုံမဆိုတော့ပေါ်သေးသေးမဟုတ်ဘူးဆိုတာသိတ ပေါ် ယ် ကြီးကြီးဗျာပေါ်ကြီးကြီး လာဦးမနောက်တစ်စစ် လောက် ကဲလို့တယ် နေရချပါ အားရပါရချ အေးချေချဘေးလက်ချိုးချိုးကိုလုံးချ အားရပါရချပါအားရှိလား ချပါမယ်ဒီကဒီလူကရင်မကြည့်ချတယ်လူကလွယ်မှတ်နေလားအာမလည်းမချဘူးလေနော်ချတယ်လေလွယ်မှတ်ဟဲ့ဟဲ့ဟဲ့ငါပတ်ကနေဟိုချားနဲ့ညှက်လိုက်ပေါ့တဲ့ရင်လည်းအရောပြီးအောင်မှာဆိုတော့ဒါပဲသုံးခါလိုက်တာအောက်မှာတဲ့ရင်လည်းလက်လွန်တာဆယ်သိန်းတော့ပုံပါသူငါမလာဘူးဗျအားလုံးနမဒီလိုမျိုးတော့ဝိုင်းချကတော့မေးကန်မိနေတယ်ဟာဘာဖြစ်တာလဲ နာနာ မင်းတော့မပြောပါလို့လို့ ဆိုတော့အဲ့ဒီဆိုဘယ်လို ငါပတ်ချောက်တာလက်နဲ့မလို့နဲ့လဲလေဟိုညာဘက်လန့်ကွာ တို့မျိုးကဘယ်လန်းတို့မျိုးကဘယ်လန်း ချင်းမွေးရငါပတ်ချောက်တာနဲ့သူလက်နဲ့ကြည့်ပါလေရော ချင်းမွေးရဲ့နေရတယ်ဒီနေ့ကတော့ဓမီးကဘာလို့ကျူတာလဲပေါင်လို့ဓမီးကဒင်းနေမလဲမကတ်တောင်းသူငါလိုများ3000သူကတ်တောင်းသူလေးနဲ့လူဟာ ကဲဘုံမနဲ့တချို့ကဘုံမကိုဓာတ်နေတာကျုပ်ကတော့မကြိုက်ဘူးဟဲ